Okay ဂျပန်နဲ့ပြောနေကြရပါတော့ဆိုတော့ကျွန်တော်လည်းဂျပန်အကြောင်းလေးပြောချင်တယ်လူငယ်တော်တော်များများဂျပန်သွားချင်နေကြတယ်လက်ရှိမြန်မာနိုင်ငံအခြေအနေအရဂျပန်သွားဖို့အတွက်ခက်ခဲနေရပါတော့ဂျပန်ကိုတကယ်လဲသွားချင်တယ်ပြီးတော့ထိုင်းကနေပြီးတော့လဲထွက်ခွင့်ရမယ်ဆိုလို့ရှိရင်စိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုလေးကိုစောင့်လိုက်ကြည့်ဂျပန်သွားဖို့အတွက်မြန်မာနိုင်ငံသားတွေအတွက်ဂျပန်ကဘယ်လိုဗီဇာတွေပေးထားလဲဒီဗီဇာတွေကျွန်တော်ပြောပြပေးမယ်နံပါတ်1 basic visa နံပါတ်2အလုပ်ဗီဇာပေါ့နော် training tokutai work visa နောက်တစ်ခုကျတော့ကျောင်းသားဗီဇာကျောင်းတက်မှာပေါ့နော်ကျောင်းတော်မှာကျွန်တော် university တက်ချင်လားဒါမှမဟုတ် language school တက်ချင်လားနောက်တစ်ခုကျတော့ management visa နောက်ထပ်ရှိသေးတယ်ကျွန်တော်တို့ work visa သမားတွေအကျော်ကတည်တံ့ပေးထားတဲ့ micro visa ပေါ့နော်ဆိုတော့ဒီဗီဇာတွေလိုချင်တယ်ဒီဗီဇာတွေနဲ့ဂျပန်သွားချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်ကနေပြီးတော့အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်ဆိုတော့လူချင်းမင်းတို့တစ်ခုခုနဲ့ဆက်သွယ်ပြီးတော့ဂျပန်သွားတော့မယ်ဆိုရင်ကျွန်တော်ရှေ့ကိုအရာနှံခဲ့လိုက်ပါကျွန်တော်ကြိုးစားနေပါတယ်နောက်တစ်ခုကကျတော့ဗီဇာနဲ့ပတ်သက်ပြီးတော့ဆောင်းရန်ရှောင်းရန်လေးတွေပြပြရမှာနော်ဥပမာ basic visa ဆိုရင်ဘာတွေလိုမလဲ basic visa ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ထိုင်းကနေရှောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ban statement ပေါ့နော်3လကနေ6လအတွင်းမှာကျွန်တော်တို့ဘတ်2သိန်းနဲ့3သိန်းဝန်းကျင်ထည့်ထားရမယ်နောက်တစ်ခုဒီမှာအလုပ်လုပ်နေရဆိုလို့ရှိရင်အလုပ်က recommendation letter လိုမယ်ကျောင်းတက်နေရဆိုရင်ကျောင်းထောက်ခံစာလိုမယ် non-annual visa ကတော့ကျွန်တော်အားမပေးတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ non-annual visa နဲ့ကကျွန်တော်တို့လုံးဝအောင်နိုင်ခြင်းမရှိတော့ဘူးပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ training visa tokutai visa work visa ဒါတွေလည်းကျွန်တော်တို့လုပ်ပေးနေတယ်တကယ်လို့ CEO လူချင်းမင်းဘက်ကနေပြီးတော့ CEO ပါလာတယ်ပေါ့နော် CEO ကြာပြီးသွားပြီဆိုလို့ရှိရင်ဒီ CEO နဲ့အတူတူကျွန်တော်တို့ဒီ visa တွေရှောက်ပေးရယ်နောက်တစ်ခုကဒီ3ခုနဲ့ join ကျင်တယ်ပေါ့ဥပမာ training နဲ့ကျွန်တော်ဂျပန်သွားကျင်တယ်ကိုကဂျပန်သား level ဘယ်လောက်ရှိပြီလဲကျွန်တော်ကဘယ်လိုအရှင်းရှိလဲပေါ့နော်ဒါကျွန်တော်ရှေ့ဆက်သွယ်လို့ရတယ်ဥပမာ tokutai နဲ့သွားကျင်တယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ visa နဲ့ပတ်သက်ပြီးတော့ဂျပန်သား M4 အောင်ပြီးသွားပြီလားဒါမှမဟုတ်ဒီ tokutai နဲ့ပတ်သက်ပြီးတော့ကျွန်တော်ခိုင်ကောလက်မှတ်စာပြေးလက်မှတ်စားတော့ကောင်လက်မှတ်ဒီလက်မှတ်တွေရောရှိပြီလားဒါဆိုရင်ကျွန်တော်ဆက်သွယ်လို့ရပါတယ်ဥပမာဝါဗီဇာပေါ့နော်ဝါဗီဇာဆိုလို့ရှိရင်ကျွန်တော်က engineer ဘွဲရထားလားနောက်တစ်ခုကကျတော့ရိုးဘွဲရထားလားနောက်တစ်ခုကကျတော့ entry အောင်ပြီးသွားပြီလားဒါဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်လို့ရပါတယ်ဒီဥစ္စာတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အလုပ်အကိုင်အခွင့်အလမ်းတွေအားလုံးချိတ်ဆက်ပေးနေတယ်နံပါတ်5ကတော့ဒါ management visa ပေါ့နော်ဒီ management visa ကကျတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့သူတို့ရှိမှာ company ထောင်ရမယ်ရန်13000ပြရမယ်ဒါဆိုရင်ဒီစီးပွားရေးတစ်ခုကိုလုံးနိုင်တယ်ရန်13000လည်းပြနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့သူတို့ရှေ့ကနေပြီးတော့ management visa ကိုယူလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကကျတော့ micro visa ပါဟိုဘက်မှာ work visa နဲ့အလုပ်လုပ်နေတဲ့ကိုယ့်ရဲ့ဇနီးကိုယ့်ရဲ့မိဘပေါ့နော်ဒါမျိုးတွေခေါ်ချင်တယ်ဆိုလို့ရှိရင် micro visa တင်လို့ရပါတယ်ဒီ micro visa တင်ပြီးသွားပြီဆိုလို့ရှိရင်လည်းဂျပန်ကိုသွားလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကကျတော့ကျောင်းဗီဇာပေါ့နော်ကျောင်းဗီဇာကတော့လူချင်းမင်းအနေနဲ့ M5 သို့မဟုတ် M4 အောင်ထားရပါမယ်M5 ဆိုလို့ရှိရင်တော့ကိုကျောင်းရွေးချယ်ခွင့်အတွက်နည်းနည်းလေးအခွင့်အရေးနည်းမယ် M4 အောင်ထားရဆိုရင်တော့လူချင်းမင်းကျောင်းရွေးချယ်ခွင့်အတွက်အခွင့်အရေးနည်းနည်းပိုများမယ်ပေါ့နော်ကျောင်းသားဗီဇာလည်းကျွန်တော်ရှင်မှာ join လို့ရပါတယ်ခင်ဗျာဆိုတော့ဒီဗီဇာနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့ပေါ့နော်ဒီအချက်အလက်တွေထပ်ပြီးတော့သိချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ပေါ့နော်ဒါ Messenger မှာလာပြီးတော့မေးမြန်းလို့ရပါတယ် Okay တခုသတိပေးချင်ပါတယ်အလုပ်ဗီဇာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဥပမာ training တို့ tokutai တို့ work visa နဲ့ပတ်သက်ပြီးတော့တခုပြပြချင်ပါတယ်ဂျပန်ကဘာမှမလုပ်ကျွန်တော်တို့အမြန်ဆုံးဂျပန်ရအောင်ပို့ဝေးမယ်ကျွန်တော်တို့ပတ်စံမဲ့အရင်ပေးထားပါဒါဆိုရင်လိန်တော့မှာပေါ့နော်အခုလက်ရှိကျွန်တော်ဒီ time မှာနေနေရယ်ကျွန်တော်တို့လက်ရှိဒါတကယ်ကြီးမိတ်ဆွေတွေကရောအတိမိတ်ဆွေတွေကရောပေါ့နော်တော်တော်များများကပတ်စံတွေပေးထားရပြီးတော့အချိန်အတိုင်းတာပေါ့နော်တစ်နှစ်ဝန်းကျင်လောက်ထိရောက်နေပြီအခုတည်းဂျပန်ကိုသွားရဖို့ဘာမှမထူးခြားသေးဘူးပေါ့ဒါပတ်စံတွေလည်းကြုံပြီးသွားပြီပြီးတော့ဘေး agency လည်းဘယ်လိုမျိုးလဲပေါ့နော်ဒါတွေလည်းနည်းနည်းသူတို့ရှင်မှာရှောက်ရှက်ခတ်တယ်ပေါ့နော်အတိအကျမသိရဘူးပေါ့နော်ဘယ်အလုပ်ကိုင်းလဲဘယ်လိုပုံစံမျိုးနဲ့သွားရမှာလဲဘာဗီဇာနဲ့သွားရမှာလဲပေါ့သူတို့ပြောတာတခုပဲ Okay ဂျပန်သွားကြတယ်မှလားဘာမှမလုပ်300ပဲပေး400ပဲပေးဒါဆိုရင်တော့တင်းကိုလိန်တော့မှာဒီဥစ္စာလေးတော့တစ်ချက်သတိထားဖို့လိုတယ်ပေါ့နော် Okay ဂျပန်သွားဖို့အတွက်ဆိုလို့ရှင်တင်းအနေနဲ့ဘာလိုအပ်လဲဆိုတော့ဂျပန်ဘာသာစကားလိုအပ်ပါတယ် Okay ဂျပန်ဘာသာစကားတက်ဆရာမလို့တခြားဘာသာစကားတွေကျွမ်းကျင်နေဆိုရင်လည်းရပါတယ်ဒါပေမဲ့ဒီဘာသာစကားတွေကအင်္ဂလိပ်ဘာသာစကားကို native ပြောတတ်ဖို့လိုတယ်တရုတ်ဘာသာစကားကို native ပြောတတ်ဖို့လိုတယ်ဒါဆိုရင်လည်းသူတို့ရှိမှာအလောက်ကန်ခွန်လန်းနေပေါ်ပါတယ်ဒါပေမဲ့ဂျပန်နိုင်ငံက
မိခင်နိုင်ငံဖြစ်တဲ့အတွက်သူတို့နိုင်ငံမှာအလုပ်လာလုပ်မယ်ဆိုလို့ရှင်သူတို့ရဲ့ဘာသာစကားကိုလည်းမဖြစ်မနေလေးလာသိရှိထားတဲ့မှာဆိုတော့ဂျပန်နိုင်ငံကိုတင်ကအလုပ်အကိုင်နဲ့ပဲဖြစ်ဖြစ်စီးပွားရေးနဲ့ပဲဖြစ်ဖြစ်တွားရောက်တော့မယ်ဆိုလို့ရှင်ဂျပန်စကားကိုမဖြစ်မနေတတ်ထားတဲ့မှာဒါကတော့တင်အလိမ်မခံရအောင်လို့ကျွန်တော်ဘက်ကပေးတဲ့အကြံဉာဏ်ပါခင်ဗျာဆိုတော့ဂျပန်နိုင်ငံကိုတွားမဲ့အလုပ်လုပ်မဲ့လူတွေအတွက်စီးပွားရေးလုပ်မဲ့လူတွေအတွက်ဂျပန်စကားကိုမဖြစ်မနေတတ်ထားတဲ့မှာခင်ဗျာโอเค basic visa သမားတွေအတွက်ကျွန်တော်ရှိမှသတင်းကောင်းရှိပါတယ်ဒါကတော့ဟိုဘက်မှာကိုယ့်ရဲ့အတိမိတ်ဆွေပေါ့နော်ဝါဗီဇာနဲ့အလုပ်လုပ်နေတယ်တခုတေးနဲ့အလုပ်လုပ်နေတယ်ဆိုလို့ရှိရင်သူတို့ရှိရ invite letter နဲ့ကျွန်တော်တို့ visit သွားလို့ရပါတယ်ဆိုတော့ဒီသတင်းကောင်းလေးကိုလည်းကျွန်တော်ပြပြချင်ပါတယ်ဟိုဘက်မှာတင်းရဲ့တကယ်ချင်းမိတ်ဆွေအပေါင်းအသင်းဆွေမျိုးသားချင်းကဝါဗီဇာနဲ့အလုပ်လုပ်နေတယ်တခုတေးနဲ့အလုပ်လုပ်နေရဆိုလို့ရှိရင်ဝါဗီဇာသမားကတော့တစ်နှစ်ဆိုလို့ရှိရင်ခေါ်လို့ရပြီထင်တယ်ဒါတုတ်တဲ့သမားကတော့အနေဆုံး3နှစ်လောက်ရှိမှခေါ်လို့ရမယ်ထင်တယ်ဒါသူတို့ဘက်ကနေပြီးတော့ invitation နဲ့တင်းရောအလဲခေါ်မယ်ဆိုလို့ရှင်အလဲဗီဇာအောင်နိုင်ချေပုံများတယ်ပေါ့နော်ဆိုတော့ဒီဗီဇာလေးလည်းကျွန်တော်ဘက်ကနေတော့ဝန်ဆောင်မှုပေးနေပါတယ်အလဲအပတ်သွားဖို့အတွက်ဟိုဘက်က invitation letter လေးလိုအပ်တယ်ဆိုရင်လည်းကိုညီပေးနိုင်မဲ့လူမျိုးတွေနဲ့ချိတ်ဆက်ပေးနေပါတယ်ခင်ဗျာဆိုတော့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့သိချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ Messenger မှာအသေးစိတ်လာရောက်မေးမြန်းလို့ရပါတယ်အခုပြပြမှာတော့တခုတည်းဗီဇာအကြောင်းပြပြမှာပေါ့နော်တခုတည်းဆိုလို့ရှိရင်လူချင်းများ M4 အောင်ထားဖို့လိုတယ်နောက်တစ်ခုကဒီတခုတည်းနဲ့ပတ်သက်တဲ့ဆောင်းမွဲလည်းအောင်မြင်ထားတဲ့လက်မှတ်တစ်ခုခုရှိရမှာပေါ့နော်ကိုကဘယ်လမ်းကြောင်းနဲ့သွားခြင်းလဲအဲ့လမ်းကြောင်းနဲ့သွားခြင်းနဲ့လက်မှတ်တစ်ခုခုရှိတယ်ဆိုရင်အဆင်ပြေပါတယ်ဆိုတော့ဒီအလောက်ကန်ခွင့်လန်းတွေကိုလည်းကျွန်တော်ကစူးစမ်းရှာဖွေပြီးတော့ချိတ်ဆက်ပေးနေပါတယ်လူချင်းများအမြန်ဆုံးသွားလို့ရအောင်ကျွန်တော်ဘက်ကနေစူးစမ်းပေးနေပါတယ်ခင်ဗျာနောက်တစ်ခုကကျတော့ဝါဗီဇာပေါ့နော်ဝါဗီဇာနဲ့ကျွန်တော်ရှိမှလက်ရှိ engineer ဘွဲရထားတယ်and 3လည်းအောင်ထားတယ်ဒါဆိုရင်တော့လူချင်းမြင့်အတွက်အလောက်ကန်ခွင့်လန်းတွေအများကြီးရှိပါတယ်အဲ့အလောက်ကန်ခွင့်လန်းတွေကိုလည်းကျွန်တော်ဘက်ကနေရောအမြန်ဆုံးသွားနိုင်အောင်ဝါဗီဇာနဲ့ပေါ့နော်ချိတ်ဆက်ပေးနေဆိုတော့လူချင်းမင်းဘက်ကနေပြီးတော့ engineer ဘွဲတစ်ခုရထားတယ် and 3လည်းအောင်ထားတယ်ဆိုလို့ရှိရင်လူချင်းမင်းနဲ့ကိုက်ညီရဲ့အလောက်ကန်ခွင့်လန်းတွေကိုကျွန်တော်ဘက်ကနေအမြန်ဆုံးချိတ်ဆက်ဆောင်ရွက်ပေးနိုင်ပါတယ်ခင်ဗျာဆိုတော့ဒီဝါဗီဇာကိုလည်းစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ရှိမှာလာရောက်ဆက်သွယ်ပေးပါဆိုတော့ကျွန်တော်ပြောသွားတဲ့ပေါ့နော်ဗီဇာတွေထဲမှာဆိုရင် basic visa တို့ management visa တို့ level visa တို့ပြီးရင်ကျောင်း visa တို့ work visa တို့ပေါ့နော်ဒီအကြောင်းအရာတွေပါပါတယ်နောက်ဆုံးတစ်ခုပြောချင်တာက work visa ပဲပေါ့ဒီ work visa ဆိုလို့ရှိရင်ကျွန်တော်ကတစ်နှစ်သုံးမဟုတ်3နှစ်သုံးမဟုတ်5နှစ်ဒီ work visa ကိုသူတို့ဘက်ကနေပေးတယ်ပေါ့နော်ကြာချိန်ရှိတယ်ကျွန်တော်တို့ရှိမှာလက်ရှိပေါ့နော် work visa တစ်နှစ်ပေးရဲပေါ့နော်အမှန်ကန်တော့မဟုတ်ဘူးပေါ့နော်အကြံဖန်ပေါ့စတာပါတကယ်လို့လူချင်းမင်းကဝါဗီဇာတစ်နှစ်ကိုစိတ်ဝင်စားရဆိုလို့ရှိရင်လေကျွန်တော်ရှိကိုအမြန်ဆုံးဆက်သွယ်ပေးပါဒီဝါဗီဇာကိုလည်းကျွန်တော်ဘက်ကနေပြီးတော့ကိုကြီးဆောင်ရွက်ပေးနေပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရှိမှာလက်ရှိပေါ့နော်ဒါတခုတည်းနဲ့ဆိုလို့ရှိရင်စားတောက်ကုန်နေဟိုတယ်ပြီးရင်စားတောက်ဆိုင်နေဒီလုပ်တွေကျွန်တော်ခေါ်နေရဝါဗီဇာနဲ့ဆိုလို့ရှိရင် engineer နဲ့အကြောင်းပေးထားရပေါ့နော်civil နဲ့ပေါ့architect နဲ့ပေါ့နောက် mechanical နဲ့ပေါ့နော်ဒီလိုအကြောင်းပေးထားတယ်ပြီးတော့နောက်တစ်ခုကကျတော့ဂျပန်စာ level ကိုလည်း N3 ရှိအောင်နားရဆိုရင်လည်းဒီလူတွေအတွက်ပါနော်အလုပ်ကိုင်အခွင့်အလမ်းတွေကျွန်တော်ချိတ်ဆက်ပေးနေတယ်လက်ရှိအလုပ်တွေလည်းခေါ်ထားရပေါ့နော်ဆိုတော့ N3 အောင်ထားတယ် N4 အောင်ထားတယ်ဘာလည်းမှလည်းမရှိသေးဘူးပေါ့နော်ဘွယ်လည်းမရသေးဘူးဆိုရင်လည်းကျွန်တော်ရှိမှာဖောင်တင်ထားလို့ရပါတယ်ဒီလူတွေအတွက်လည်းကျွန်တော်အမြန်ဆုံးပေါ့နော်အလုပ်အကင်ရအောင်ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာဆိုတော့လူချင်းမင်းတို့ဒီဟိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရတယ်ဒီဗီဇာတွေနဲ့ပတ်သက်ပြီးတော့ကိုကဂျပန်သွားဖို့စူးစမ်းနေရဆိုလို့ရှိရင်ကျွန်တော်ရှိကိုအမြန်ဆုံးလှမ်းခဲ့လိုက်ပါကျွန်တော်အကောင့်မှန်ဆောင်မဆောင်မှုပေးပြီးတော့အမြန်ဆုံးသွားနိုင်အောင်စူးစမ်းဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ